ဒီနေ့အမဲကောင်းစီပြန်လေးချက်ပါမယ်ဈေးကနေပြီးတော့မှအမဲကောင်းလေးကိုဝယ်လာခဲ့ပါတယ်ဝယ်လာခဲ့ပြီးတော့အိမ်မှာသက်စင်သွားအောင်ရှာလက်ကားကြီးနဲ့ဒီနှစ်ထပ်သုံးတန်းဈေးပါတယ်ဒီပြားလေးတွေမှာကျန်းနေတဲ့အမွှေးလူလေးတွေကိုဂရိတာလေးနဲ့သေချာတန်ဆင်သွားအောင်ရှစ်ပစ်လိုက်ပါတယ်ဖြူခွေးတန်ဆင်သွားတဲ့အမဲကောင်းလေးကိုရပြီးတာနဲ့အသားလေးတွေရပြီးတာနဲ့ချုံမုံထည့်တယ်စားထည့်တယ်စနုံမှုန့်ထည့်တယ်နောက်တစ်ခါပဇွန်တန်းငါပြာရည်လေးကိုထည့်ပြီးတော့မှနှက်ထားပါမယ်အမဲသားလေးနူးဖို့အတွက်ဟင်းရှက်ဝိုင်လေးပါထည့်ထားပါတယ်ဟင်းရှက်ဝိုင်လေးပါထည့်ပြီးတော့မှနှက်ထားပါတယ်သားလေးကိုစိတ်ဝင်သွားအောင်တေချာစုပ်နေပြီးတော့မှနှက်ထားပါတယ်ဟင်းချက်ဝိုင်လေးထည့်ရတဲ့အတွက်နူးနှက်သွားတော့အမဲကောင်းသားလေးကိုအမြန်ဆုံးရရှိမှာဖြစ်ပါတယ်နိုင်ဝဲလာနှက်ပြီးတာနဲ့စီတက်ဖို့အတွက်ဂျင်းလေးတွေကိုခေါ်နှွာပါတယ်ကျတော့အနီအခေါ်နှွာမယ်ကျတော့အဖြူအခေါ်နှွာမယ်အမဲကောင်းသားလေးကိုချက်ပြုတ်တဲ့နေရာမှာချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာအတွေ့တစ်ခုရသွားတာကတော့အမဲသားမစားတဲ့သူတွေကိုအထူးတောင်းပန်ပါတယ်ဂျင်းလေးကိုပထမတော့ညံခေါင်းပါမယ်ကျတော့ဒီလေးထည့်မယ်ဂျင်းရဲ့ကျတော့ဒီလေးတွေရဲ့ညက်သွားတယ်ဆိုတာနဲ့ဂျင်းနဲ့ကျတော့ယူထောင်းပြီးသားတဲ့ကရတဲ့အရည်လေးတွေကိုခုနနှက်ထားတယ်အရသာနဲပြီးတော့နှက်ထားတယ်အမဲကောင်းအသားလေးတွေအပေါ်မှာဂျင်းကျတော့ဒီအရည်လေးတွေကိုထပ်ပြီးညှစ်ပါမယ်ညှစ်ပြီးအသားရဲ့စိတ်ဝင်သွားအောင်ထပ်မှန်ပြီးတော့မှနေထားပါမယ်စောစောကဟင်းချက်ဝိုင်ရဲ့အနိတဲ့အစွမ်းကြောင့်ဒီအမဲကောင်းသားလေးဟာအစိမ့်နှက်ထားတဲ့အချိန်မှတော့မှပဲနူးညံ့နေပါပြီကျတော့အနီလေးတွေကိုပါပါလေးလှီးပါမယ်ဒီနေရာမှာအမဲကောင်းသားကတပိဿာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျတော့အနီကို10လုံးလောက်10လုံး15လုံး12လုံးလောက်12လုံးလောက်တော့ရှိပါ12လုံးလောက်ညံ့ညံ့သုံးထားပါတယ်ပထမဆုံးကျတော့အနီကိုကြော်ပါမယ်ကျတော့အနီလေးကိုကြော်ပါမယ်ကျတော့အနီလေးရွာလာပြီဆိုတာနဲ့ကျတော့အနီလေးကိုဆဲထားပါမယ်စီများနေတဲ့အတွက်စီကိုခပ်ပါမယ်
စီကိုခတ်ပြီးတော့မှတိတ်ထားပါမယ်ပြီးရင်အခုနအရင်နှစ်ထားတဲ့ချင်းနဲ့ကျုံယူထားမိသားတွေကိုစီတက်ပါမယ်စနုံးမုံထဲမယ်ယူသည်အယောင်တင်ထည့်ပါမယ်စီတက်လို့အယောင်လေးလှလာပြီအယောင်လေးရဲလာပြီဆိုတာနဲ့နာအမဲနှစ်ပြီးသားခေါင်းသားလေးတွေကိုထည့်ပြီးတော့မှစီတက်ပါမယ်စီတက်ပါမယ်ဒီထည့်ပါမယ်စီတက်ပြီးတော့မှစီရပြန်သွားပြီဆိုတာနဲ့ဒီထည့်မယ်အခုနကြောထားတဲ့ကျက်တုံကြောလေးကိုထည့်ပါမယ်ကျက်တုံကြောထည့်ပြီးတော့မှဖုံးလေးအုပ်ထားလိုက်ပါမယ်နိုင်ဝဲလောက်ကြာတာနဲ့နိုင်ဝဲလောက်ချက်ပြီးတာနဲ့ညံ့ပြီးတော့မှအမတန်စားကောင်းတဲ့အမဲကောင်းသားစီပြန်နုနုအီအီလေးရပါပြီရှင်အမဲသားစားတဲ့လူတွေစားကြပါအောင်နော်စားကြပါအောင်ရှင်